မိလာပါခင်ဗျာကျွန်တော်ဒီနေ့ဘန်ကောက်မှာအရန်နာမည်ကြီးနေရပါတော့ယောက်ျားလေးတွေမိန်းကလေးလိုဝတ်ပြီးစီရောက်နေဆိုင်ကိုကျွန်တော်ခေါ်သွားပြီးမှဖြစ်ပါတယ်ခင်ဗျာတော့အစုံအနေနဲ့ကိုတုံးတဲ့ boat ဖြစ်ဖြစ် grab ဖြစ်ဖြစ်ပေါ့နော်အဲ့မှာဈေးသက်တာချင်းတော့ boat ကိုတုံးပါခင်ဗျာHUAMUM hormone night market ဆိုတဲ့နေရာလေးကိုထောက်လိုက်ပါခင်ဗျာဆရာကြီးတွေတော့ကြော်သွားပြီးပါခင်ဗျာကျွန်တော်မသိသေးတဲ့လူတွေတော့ဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့သွားပြီးရောက်ချင်းမှာသူတို့အလိုမျိုးဆိုင်ရှိမှာသူတို့ဆိုင်ကိုလာအားပေး customer တွေနဲ့တပ်ပုံတွဲရိုက်ပေးရတွေလုပ်ပြီးနေရပါတော့ပြီးတော့သူတို့9နာရီလောက်ဆိုသူတို့တစ်ချက်စပြီးကရတယ်ခင်ဗျသူတို့တနားချတစ်ခေါက်လာမသိကရတယ်ခင်ဗျသူတို့ရဲ့ marketing skill ကိုတော်တော်လေးသဘောကျတယ်ခင်ဗျဆိုင်ကလည်း32ပါအပြင်စင်မှမရှိပါဘူးပြီးတော့အစားအသောက်လည်းထွေထူးကောင်းတာလည်းမဟုတ်ဈေးကလည်းအရန်မကြီးဘူးပေါ့နော်ပုံမှန်ပဲဒါပြီးမင်းတို့ရဲ့ဒီလူစိတ်ဝင်စားအောင်ပေါ့နော်ဒီ attractive လုပ်နိုင်တဲ့ marketing skill တော်တော်လေးကိုလေးစားစရာကောင်းပါတယ်ဒီ video တွေဆိုတော့ international အထိအောင်ပေါက်တယ်ပေါ့နော်တော်တော်လေးအတူယူလေးစားစရာကောင်းပါတယ်ခင်ဗျာတော်တော်လေးပဲချစ်စရာကောင်းကြတယ်အရန်ဘယ်လိုပြောမလဲကနိုင်ကြရပေါ့နော်လုံးဝအရန်ဘယ်လိုပြောမလဲချစ်စရာကောင်းတယ်ပြီးတော့အဲ့လိုမျိုးသူတို့စီမှာဆိုင်မှာ birthday လာလုပ်တဲ့လူတွေကိုဆိုရင်အဲ့လိုမျိုးသူတို့ birthday card လေးနဲ့birthday wish လေးဝိုင်းလုပ်ပေးကြတယ်တချင်ဝိုင်းဆိုပေးကြတယ်စုဝိုင်းတောင်းပေးကြတယ်ပေါ့နော်အရန်ချစ်စရာကောင်းကြပါတယ်ခင်ဗျာဒီနေရာလေးကိုသွားမယ်ဆိုရင်မေမေတို့ကျတော့အမှဘီယာတစ်လုံးရယ်ကိုကာကိုလာတစ်ဘူးရယ်တုံရမ်းတစ်ပွဲရယ်အားလေးပဲတောက်တာ400ကျော်ကုန်ခဲ့ပါတယ်ခင်ဗျာစုစုပေါင်းမြန်မာကိုငွေနဲ့တွက်လိုက်တော့9000လေးပါပေါ့ခင်ဗျာကျွန်တော်ထွေတူးအရန်စားချင်လို့တောက်ချင်လို့သွားမှာသူတို့လေးကိုတွေးချင်လို့သွားတာပေါ့နော်တော်တော်လေးပြောခဲ့ရတယ်တော်တော်လေးလည်းဘယ်လိုပြောမလဲရီခဲ့ရပါတော့အရင်ချစ်စရာကောင်းကြတယ်ခင်ဗျာအားလုံးသွားမယ်ဆိုရင်မင်းပြထားတဲ့အတိုင်းသွားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ